what in wani kwa me wait and the ponyကျွန်တော်ဘာတွေလုပ်တင်တယ်ဒီအတော်ဒီမှာလည်းကြည့်လိုက်ရင်ဝါဖန်နေတယ်ကျွန်တော်လည်းကိုကောင်းရင်ဘာတွေလုပ်တင်တယ်လဲမေးတဲ့ညီကိုရှိတယ်ဥပမာကျွန်တော်ကြိုက်တဲ့လောက်ကျွေးနော်ကြိုက်တဲ့လောက်ကျွေးအဲ့ဒါမရှိဘူးအဲ့ဒါမဲ့ကျွန်တော်ပြောချင်တာတိုက်မဲ့2ရက်အလိုမှာအော်ဝါတွေထင်တယ်ကိုချက်ကို9ချက်တလောက်9ချက်တလောက်ပူနေရထင်မလားတိုက်မဲ့2ရက်အလိုမှာဘာမှမကျွေးနဲ့သူကလည်းသူတဘာဝအလျောက်လိုက်လံရှာဖွေစားတော့ပါစီညာလည်းမကျွေးနဲ့နေလည်းမကျွေးနဲ့လက်သားရဖြုတ်ပြီးပြစ်ထားလိုက်ခုနကတော့စက်ကောင်ဝါနေတယ်ကိုကစိတ်ထဲမှာထင်းနေ2ရက်တော့ပြစ်ထားတာအဲ့တိုင်းမဲ့နေကြမှာမနေ့ကြီးပိုင်းစောစောစီအားရှိအောင်နည်းနည်းပပကျွေးပြီးသွားလို့ရအဲ့လိုချက်ကပေါ်ပါလက်ဆက်ပြီးတားခွတ်တာဗျချက်ကသဘောပါလားကျွေးနေကြချက်ကတခင်ကျွေးရအောင်လည်းစောင့်နေရမစားတတ်ဘူးအဲ့က2ရက်လောက်ပဲပြစ်ထားလိုက်လေအစီပူတာကြီးအော်တိုမက်တစ်ရှော့သွားပါတယ်ဗျဒါလေးတွေကြိုင်းတဲ့ကျွန်တော်ရဲ့ဖုန်းမှာမှတ်တာ4393ကိုပါဒါရကျွန်တော်ရဲ့လက်တွေ့ကျင်းသုံးနေရဲ့ဟိုတကယ်ကိုပဲဝိုင်းတွင်းထဲမှာပရိုချက်ပြုတ်ပြင်းပြီးတော့သုံးဆွဲနေတဲ့လက်တွေ့နီးကြီးဗျနောက်ပြီးတော့ကိုကောင်းရင်ဝါတယ်ဗျအဲ့ဆိုကျွန်တော်အမြဲတမ်းအသားရကြစ်လက်ချင်တယ်6ချင်တယ်ဘာလို့အောင်ကျွန်တော်ရေလေးနဲ့ညာတိုင်းပုတ်ပြီးရေလေးနဲ့ကင်ပြီးဒါလေးရေလေးနဲ့ကင်ပြီးတပတ်လောက်ဆိုရင်ကြက်ကလေလက်ထဲမှာ6လာကြက်တကောင်ကရေဓာတ်ပြေးသွားတဲ့ကြက်ကလက်ထဲမှာ6လာတာဝါမဝါတော့အကိုကအဲ့လိုလဲကျွန်တော်မလုပ်တဲ့ဘာလို့မလို့မနေ့ကြီးပိုင်းလေးတံမြာလေးတစ်စိတ်လက်တစ်စစ်လောက်ကလေးမနေ့ကြီးပိုင်းလေးကျွေးပြီးဘာမှမလုပ်သူကအော်တိုမက်တစ်အစီကြနော်အကောင်းဆုံးတော့ပါတယ်တိုင်းမဲ့2ရက်အလိုမှာကြက်ကိုပြစ်ထားလိုက်ဝါတယ်တဲ့9ချက်လောက်ပူနေသူကလည်းအော်တိုမက်တစ်အစီကြပြီးတော့ပေါ်ပါလက်ဆက်သွားတယ်ဟာလားကျွေးတိုင်းလည်းမဟုတ်ဘူးနော်အဲ့နောက်တစ်ခုကျွန်တော်ပြောမယ်ဟို6ချင်းတသားထည့်ပြီးရေလေးနဲ့ကိုင်းပြီးညာပါစို့ဒါလေးပုတ်ပြီးဟာလားရေရောမကြံစီနဲ့ရေရော6ပြန်တော့ရေကြံတဲ့နာတွေစီတာတွေဖြစ်မဲ့အေးပတ်တာတွေဖြစ်မဲ့ကြက်နေမကောင်းဖြစ်တတ်တယ်ရေလုံးဝမကြံစီနဲ့နောက်တစ်ခုပါတော့အလွယ်ဆုံးဤသဘာဝတံမြာသီးတစ်စိတ်ကျူးပြီးမနှက်ကြီးပိုင်းလေးဒါဆိုရင်ကြက်ကပေါ်ပါလက်ဆက်ပြီးဒါခွတ်ကြက်ကဝါရဲ့ကြက်ကပိုးပြီးမခွတ်တာနော်အားမရှိတဲ့ကြက်ကမိုးရိတ်တွေမှာပြုတ်တာနော်ဒီကိုကြီးကဘယ်ဟာကြိုက်လို့ကြက်ကိုခေါ်မွေးတတ်ပါလေးစားလိုက်ပါဒီကိုကြီးကြက်တွေဗျဒီကောနော်ဟိုဘိုက်တွေမှာလဲနေတယ်ဒီမေးစရောက်တွေမှာအခဲကြီးဖြစ်တယ်ဒီထိတ်တွေမှာဂေါ်ဒီလုံးကြီးလိုဖြစ်နေအဲ့ဒါဘာဖြစ်တာလဲကိုကောင်းဆိုကျွန်တော်ကကြက်ကိုပြန်လာတဲ့အချိန်မှာဂယူးဆိုင်မှုအားနဲလို့ဖြစ်တာကိုကဂယူးဆိုင်မှုကဘယ်လိုလဲပုတ်ပြန်လာတာတို့ဖြစ်တဲ့အချိန်မှာကြက်ပုနာနာမထိုးလို့ကြက်ကသွေးခဲသွားပြီးတော့အတက်ဆွေးတယ်လို့ခေါ်တယ်တကယ်တော့သူ့ရဲ့ယောဂလက္ခဏာစင်ပယ်ကိုဂါနာနာရေးလဲရှင်းမယ်ဆိုရင်ကြက်ကကြက်ပုမထိုးလို့ခဲတရားမှာသွေးဥမာလူများသွေးကြီးဥသွားသွေးကြီးဥပြီးတော့သွေးပုတ်တွေဖြစ်ပြီးတော့ခဲသွားဟုတ်လားအဲ့ဒါလေးကိုကောင်းရင်အဲ့ဆိုရင်များကျွန်တော်တို့ပြန်လာရင်ဘာလို့တင်တော့ကြက်ခန်းသည်ဖြစ်စေမခန်းသည်ဖြစ်စေကြက်ပုလေးနာနာထိုးပြရတယ်အပူဝင်သွေးကကျဲသွားပြီးတော့အဲ့လိုဂေါ်လီလုံးတွေဖြစ်တာတွေပရက်တွေမှာဟိုဖြစ်တာတွေဘိုက်တွေမှာအတက်ဆွေးလဲတာတွေမဖြစ်တော့ဘူးဖြစ်သွားရင်တော့ကိုကောင်းရင်ဘာလုပ်ရမလို့တော့ကင်လိုက်တယ် easy လဲနေရဲ့အဲ့ဒါကျွန်တော်တို့လဲနေဆိုတမ်းပြီးမခွဲစိတ်ပါနဲ့ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့လူစေးတိုင်းမှာပတ်သက်စနေနဲ့မိုးရင်နဲ့သွားဝဲလိုက်ဝဲပြီးတော့အဲ့ဒီပတ်လေးကိုစီထိုးအလေးနဲ့တစ်ပတ်ထိုးလိုက်တပတ်အတွင်းသူကခဲသွားတယ်အဲ့စေးရဲ့အာနေတော့ခဲသွားကနေမှလူရတဲ့နေရာမှာဟိုလှုပ်တင်တာလှုပ်တဲ့ခွဲတင်တာခွဲလို့ရပါတယ်ဒီလိုအရာကြီးဆိုလဲအဲ့လိုပချိတ်တွေဆိုလဲအဲ့လိုလေးပဲအဲ့တော့စေးရတော့ကိုကောင်းရင်ဘာလေးကောင်းလို့ဆိုဒီအဖိုးကြီးအာချက်စေးလေးလိမ့်ပြီးုံနဲ့တင်းနေလျှောက်ပါတယ်ဗျတင်းနေလျှောက်ပါတယ်နော်ဒါလေးရတော့ကျွန်တော်အခုအတက်ဆွေးဖြစ်တဲ့အရာလေးကိုဂနာနာရေးလဲရှင်းပြပေးတာပါညီကိုကြီးအားလုံးလေးစားလိုက်ပါကိုကြီးချေးဖို့ဒီလိုနေရာကြီးမှာတချို့ရောင်းတာတွေ့လိမ့်မယ်ရှောင်းပြီးနီးရဲနေဒီလိုနေရာကြီးမှာရှောင်းနေရတွေ့လိမ့်မယ်အဲ့ကိုကောင်းကျွန်တော်ခွဲလို့ရတယ်နေရညီခွဲလို့ရမရသိချင်သူစမ်းသက်လို့ရတယ်နေလေးအလွယ်ဆုံးရှိတယ်ဥပမာကျွန်တော်ဆေးတော့ပြည့်မယ်ကျွန်တော်ဒီနေရာအခုရှောင်းနေထားလိုက်နေရာကိုကျွန်တော်ထိုးကြည့်လိုက်ဒီနေရာကိုထိုးပြီးတော့ကျွန်တော်ဒီလိုလေးဆွဲဆုပ်ကြည့်လိုက်โอเคဒီအောက်မှာအရေးလေးတွေပါလာတွေ့လိမ့်မယ်အဲ့လိုအရေးလေးတွေပါလာတွေ့ရဆိုရင်ချက်ကခွဲစိတ်လို့မရပါဘူး။ तू အဲ့ဒီမှာယောဂ side effect ကလဲနေရပါဗျ။အဲ့ဒီမှာဘာရရှိမလဲအရေးထဲမှာအရေးလဲအတွက်အနာကမရှင်းသေးဘူး။မရှင်းသေးတဲ့အတွက်တွေးပုတ်တွေပါပဲထွက်လာနိုင်မယ်ဘာမှမရှိပါဘူးဗျ။အဲ့လိုပဲခြေဝါးဆိုတော့ငါးမျက်စိဖြင့်အဲ့လိုတွေထိုးကြည့်မယ်။ဒီကိုညီကိုဒီလိုလေးဆွဲကြည့်မယ်။အဲ့ဒါဆိုရင်အရေးလေးအချီလေးပဲပါ။ဒါဆိုခွဲလို့မရသေးပါဘူး။ဟုတ်လားအမကြည့်လိုက်နော်အဲ့ဒါလေးကဂနာနာသိရမယ်ခွဲလို့ရတဲ့အချိန်ကဘယ်လိုလဲဘာမှမပါဘူး तू ကထိုးရတဲ့အချိန်မှာသွေးလည်းမထွက်ဘူးဆိုရင်တော့ तू ကမာကြောတောင်းတင်းသွားတဲ့အတွက်ကျွန်တော်တို့ဖက်စိတ်လို့ရပါတယ်
ဒါတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ဖုန်းနံပါတ်မှတ်ထားပါဦး431535958ဖိုင်ဘာနဲ့ညီကိုတွေစက်နဲ့ပတ်သက်တာတွေမေးမြန်းလို့ရပါညီကိုတွေအားလုံးလေးစားလက်ပါပဲကျွန်တော်ကတော့အချိန်နဲ့တပြေးညီစက်တွေနဲ့ပတ်သက်တာကတော့စင်းကြီးတွေအကုန်လုံးအခမဲ့ဝင်မြပေးပြရပါစေဗျညီကိုတွေအားလုံးလေးစားလက်ပါအိမ်မှာအခုလေးတိုက်တဲ့လေးတန်းလေးကြားလာမသိဘူးဗျဒါပေမဲ့ကျွန်တော်ပြောချင်တာပါဇက်လေးနဲ့ပြောလို့မရဘူးကျွန်တော်စက်တွေမွေးတဲ့အချိန်မှာတကယ်ကိုပဲလက်တွေကြလုံးမှာစက်တွေကရှင်းသန်းတာဗျဒီချက်ကြီးရဲ့အလားတရားဆိုရင်ဒါပြောစရာကိုမလိုတော့ဘူးဗျဒါကျွန်တော်စီမှာဆိုရင်တော်တော်ကြာပြီเนาะဒီကတော့ကိုစောချက်ကြီးဟာစီးကားပြီးတော့လှပါနေပါပြီเนาะဒီကိုကြီးကျွန်တော်ရဲ့တခြားလေးကူးစားတော့တခြားလေးကျွေးရဲတခြားလေးကူးဆိုင်တယ်သူကနေသူတေချင်းရှင်ချင်းကတော့သူ့ရဲ့ကန်တရားကစီမံရပဲသူတို့သွားလိမ့်မယ်ဒါပေမဲ့လို့ကိုဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲစုံကြိုက်နေတွေ့တဲ့အချိန်လေးမှာသူ့ကိုဂယူးဆိုင်မယ်ကျင်လာမယ်ကျွေးမယ်ပေါ့နော်ဒါလေးကကျွန်တော်တို့ရဲ့အလုပ်ပေါ့ဗျာဒီညောင်မင်းကြီးကလည်းတော်တော်ကြည်လိုက်ဒီညောင်မင်းအချိုးရှိရပါဗျာငှက်တွေလည်းနားလို့ရမယ်လူတွေလည်းနားခိုလို့အရေးတွေကောင်းအောင်မယ်ကျွန်တော်တို့ကလည်းဘာတွေအချိုးကျေးဇူးရဆိုကျွန်တော်ဘယ်လိုလုပ်တယ်မှန်းနေဒီဘက်လေးမှာလေတိုက်လို့မရဘူးဒီအတွင်းထဲမှာပေါ့နော်ဒါကြီးနဲ့ကာထားတဲ့အတွက်ဒီထဲမှာကျွန်တော်ကြက်တီလေးနိုင်ပါကြားတဲ့ကြက်တီပါဆိုရင်ကျွန်တော်ပြန်ပြီးဂယူးဆိုင်တယ်အကျော်တွေကြက်လာကြပြီးပြန်ကောင်းတဲ့ကြက်တီဆိုရင်လေကျော်တွေပါပြီးတော့ပြန်ကောင်းလာအဲ့လိုကြက်တီဆိုကျွန်တော်ဒီထဲမှာပြန်ပြီးထည့်တာဘာလို့လဲဆိုဒီအပြင်ကဒီအုတ်ခုံတွေကလေဘေးကပတ်လေလုံးဝမတိုက်ဘူးလေလည်းမတိုက်တဲ့အတွဲကြက်တီအတွဲတာကောင်းတယ်နေမကောင်းတဲ့ကြက်တွေကလေတော့မခံနိုင်ဘူးဗျနေနောက်ပြီးတော့ဒီထဲကိုထားတဲ့အတွက်လည်းကြက်တီကဒီဟိုဟာစားမလို့မြေကြီးနဲ့ထိရပါတော့ထိတော့ပြန်ပြီးတော့တန်းပြီးတော့ရှင်းတယ်ကျွန်တော်ပြောချင်တာအခုဒီကြက်ကလေးတော့ဒီလိုဖြစ်နေတယ်အကျော်တွေပါအောင်ကျော်အားနေတယ်ဘာမှမဖြစ်ဘူး1စစ်တွဲထိုးမှာမနေ့လုံးရတို့တန်းပြောက်တယ်ဒါရောက်1စစ်တွဲထိုးမယ်ဒီလိုနောက်ပြီးမြေကြီးနဲ့ထိမယ်နောက်ပြီးတော့ဒီလိုရေခွက်ကိုတော့ရေကတော့တန့်နေအောင်အမြဲတမ်းထားပေးမယ်ဒါဆိုရင်ကြက်တွေကတော်တော်ကြမ်းမာကြီးကောင်းပြီโอเคเนาะအဲ့ကောင်းတဲ့ကြက်တွေကိုတော့ဒီလိုလေးပတ်ချင်းလေးပတ်ပေးမယ်အောက်ကမျက်စိလေးထားပေးမယ်ဒါဆိုတော့ကြက်တွေကတအားကောင်းတာဒီမြက်တွေကလည်းတော့ဗီတာမင်တွေတအားပါအောင်နော်မသိတဲ့ကိုတို့မကျွမ်းကျင်တဲ့မသိတဲ့ဗီတာမင်တွေ B1 နဲ့ B2 B6 အကုန်လုံးတော့အများကြီးပါတယ်နော်ကြက်ကြီးကတော့တော်တော်ကြားသွားပြီဒီကြက်ကတော့နော်ဒီကအရင်တော့ဒီကြက်ကြီးပုံစံချိုးချမြင်မှုမှာပါဒီလောလောဆယ်ဒီကြက်ကဒီလိုဖြစ်သွားပြီဝါသနာပါတဲ့အလုပ်တိုင်းကလုံးလို့ကောင်းတယ်ကျွန်တော်ဒါလည်းတကယ်ဝါသနာပါတာပဲသိရမလားအမနဲ့ဆိုကြက်ကြောင်းတာဆိုကျွန်တော်အဒီကမလို့ပြောလို့များစိတ်ကလေးအောင်ပျော်ရွှင်နေဗျကြောင်းတာအများကြီးရှိတယ်နော်ဒီကွင်းမြင်ကွင်းဆိုရင်မှာအများကြီးဗျကြက်တီနော်လွတ်ထားတဲ့ကြက်တီရောအညောင်းကြီးမှာကြောက်လို့လွတ်တောင်းတော့ချင်းထဲကိုထားတယ်တောင်းအပြင်ကိုထုတ်တယ်တောင်းတော့ပတ်နေတော့ရှင်အညောင်းညာတားပြေးဒီလွတ်ကွင်းဒါကျွန်တော်ရဲ့လွတ်ကွင်းပဲမင်္ဂလာပါဗျအားလုံးမင်္ဂလာပါဗျ